တရုတ်အတွက်လျှို့ဝှက်အလုပ်လုပ်ခဲ့ကြောင်းဆွဆွဲချက်ကြောင့်အမေရိကန်ကမြို့တော်ဝန်တဦးယာထူးကနှုတ်ထွက်ရအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်တဲကမြို့တော်ဝန်တဦးဟာတရုတ်အတွက်လျှို့ဝှက်အေဂျင့်အနေနဲ့အလုပ်လုပ်ပေးခဲ့ကြောင်းဆွဆွဲချက်တွေကြုံခဲ့ရတဲ့နောက်ယာထူးကနေနှုတ်ထွက်ခဲ့ပါတယ်။အီလင်းဝါဟာအာကေးဒီးယားမြို့ရဲ့မြို့တော်ဝန်အဖြစ်ကနေမေလ17ရက်နေ့မှာနှုတ်ထွက်စာတင်ခဲ့ပါတယ်။ဝမ်ဟာဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးဝန်ခံဖို့အစိုးရရှိနေတွေနဲ့သဘောတူညီမှုရယူပြီးတဲ့နောက်ယာထူးကနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။သူဟာတရုတ်အစိုးရရဲ့ထိန်းချုပ်ညွှန်ကြားမှုအောက်မှာအလုပ်လုပ်ရင်း2020ကနေ2022ခုနှစ်အတွင်းအမေရိကန်မှာတရုတ်အတွက်ဝါဒဖြန့်ပြီးဖို့လက်ခံခဲ့ကြောင်းတရားရုံးစာရွက်စာတမ်းတွေမှာပါရှိခဲ့ပါတယ်။အသက်58နှစ်အရွယ်ဝမ်ဟာ2022ခုနှစ်နိုဝင်ဘာလတုန်းကအာကီဒီးယားမြို့တော်ကောင်စီဝန်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးအခုနှစ်စန်းပိုင်းမှာမြို့တော်ဝန်ဖြစ်လာပါတယ်။ဒါပေမဲ့တရုတ်လျှို့ဝှက်အေဂျင့်အဖြစ်ဆွဆွဲခံရမှုအရှုပ်တော်ပုံကြောင့်လပိုင်းအကြာမှာပဲမြို့တော်ဝန်အဖြစ်ကနေနှုတ်ထွက်ခဲ့ရတာပါ။မေလ17ရက်နေ့မှာဝမ်ဟာလော့စ်အန်ဂျလိစ်မြို့လေကဖက်ဒရယ်တရားရုံးတစ်ခုမှာအမှုအတွက်ကြားနာစစ်ဆေးမှုကိုခံယူခဲ့ပါတယ်။အဲ့ဒီတရားခွင်မှာတရားသူကြီးကဝမ်အနေနဲ့ဝန်ခံထွက်ချက်ပေးမဲ့နောက်ဆုံးရက်ကိုအတိအကျသတ်မှတ်ပေးဖို့သူ့ရဲ့ရှေ့နေတွေကိုညွှန်ကြားခဲ့ပါတယ်။ဝမ်ပေါ်ဆွဆွဲမှုတွေအတွက်အမြင့်ဆုံးဖြစ်နိုင်ခြေပြစ်ဒဏ်ဟာထောင်ဒဏ်10နှစ်ပါ။ခရိုင်တရားသူကြီးကဝမ်အတွက်ဒေါ်လာ2500တန်အာမခံကိုခွင့်ပြုပေးခဲ့ပြီးမြဲသူ့ရဲ့ passport နဲ့ခရီးသွားလာခွင့်စာရွက်စာတမ်းတွေကိုတော့အာဏာပိုင်တွေစီအနှံထားဖို့ညွှန်ကြားခဲ့ပါတယ်။ဝမ်ရဲ့ရှေ့နေ Brian A. San ကသူ့ရဲ့အမှုတွေဟာပုဂ္ဂိုလ်ရေးဘဝမှာရွေးချယ်မိခဲ့တဲ့အမှားတစ်ခုအတွက်အကြီးကျယ်နောင်တရနေကြောင်းဒါပေမဲ့အမေရိကန်လူဖွဲ့စည်းအပေါ်ထားရှိတဲ့သူ့ရဲ့ချစ်ချင်းမြတ်တာနဲ့စေတနာတွေကတော့ဘယ်တော့မှရင်းညိုင်သွားမှာမဟုတ်ကြောင်းသူ့အပေါ်စာနာနားလေပေးဖို့ဝမ်ကတောင်းဆိုကြောင်းကြေညာခဲ့ပါတယ်။ဝမ်ရဲ့နှုတ်ထွက်မှုအပြီးမှာတော့အာကေဒီးယားမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ website စာမျက်နှာမှာမြို့တော်ဝင်နေရာကိုလစ်လက်လို့ပြောင်းလဲဖော်ပြထားတာတွေ့ရပါတယ်။ဝမ်ဟာ2020နှစ်ကုန်ပိုင်းကနေ2022ခုနှစ်ထိအတော်တွင်ချစ်သူဟောင်းယိုနီမိုက်ဆွန်ဆိုတဲ့အမျိုးသားနဲ့တွဲပြီး US News Center ဆိုတဲ့ website တစ်ခုကိုထူထောင်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကဆွန်ရောဝမ်အတွက်ပါတရုတ်အစိုးရအရာရှိစီကဓာတ်ရိုက်ညွှန်ကြားတဲ့အမိန့်တွေရောက်ခဲ့ပြီးတရုတ်အတွက်ဝါဒဖြန့်ပေးတဲ့အကြောင်းအရာတွေကိုဖော်ပြစီခဲ့ပါတယ်။ပြီးတော့တရုတ်ကတောင်းဆိုတဲ့အကြောင်းအရာနဲ့စောင်းပါးတွေကိုလည်း website မှာတင်ပေးခဲ့ရပြီးဝင်ရောက်ကြည့်ရှုသူဘယ်နှယောက်ရှိခဲ့တယ်လဲဆိုတဲ့ screenshot မှတ်တမ်းတွေကိုပြန်ပို့ပေးခဲ့ရပါတယ်။ဝါဟာတရုတ်အတွက်ဝါဒဖြန့်ပေးနေကြောင်းဆွဆွဲချက်တွေနဲ့စတင်ရင်ဆိုင်ရချိန်မှာတရုတ်အစိုးရကနောက်ွယ်ကညွှန်ကြားခဲ့တယ်ဆိုတဲ့အမှန်တရားကိုလုံးဝမဖော်ထုတ်ခဲ့ဘူးလို့တရားရုံးမှတ်တမ်းတွေမှာပါရှိခဲ့ပါတယ်။သူရဲ့တွဲဖက်ဖြစ်ခဲ့တဲ့ဆွန်ကတော့နိုင်ငံရခြားအစိုးရတအုပ်အတွက်တရားမဝင်အေဂျင့်အဖြစ်အလုပ်လုပ်ပေးခဲ့ကြောင်းဝန်ခံခဲ့တဲ့နောက်ဖေဖော်ဝါရီလမှာထောင်ဒဏ်4နှစ်ချမှတ်ခံရပြီးဖြစ်ကြောင်းသိရပါတယ်။ကိုက Los Angeles Times မြို့တော်ဝင်